ကနေပြီးတော့ကိုယ့်ရဲ့အချက်လက်တွေကိုယူသုံးတယ်ဟို ethic နဲ့တွေးမယ်ဒီကျေဝုံတွေးမယ်ဆိုတော့နောက်တစ်ခါထိုင်ပုံမှာအဲ့ဟာလေးထိုင်အဲ့ဟာလေးတွေးတယ်မုဒိတာဖြစ်တာဘယ်လောက်ထိဖြစ်စေလို့ဆိုတော့အပညာနဲ့ပတ်သက်ပြီးတော့သူများတွေအများကြီးလောက်ထားတာကိုသိတဲ့လူနဲ့မသိတဲ့လူကိုကတော့ဒီဇာတ်လမ်းမှာကိုနာမည်ပေါက်ဖို့အတွက်အဲ့ဒါလုပ်နေပြီသူလည်းသူ့နာမည်ပေါက်ဖို့အတွက်လုပ်တယ်ဆိုတော့ကနာမည်ကိုအခုအချိန်မှာခဲလုပ်နေတဲ့အချိန်ပေါ့ establish လုပ်တာကိုဒီ academic life မှာဘုံကမိတာဗာမိတာလို့ဆိုတော့ဟိုကတီးတဲ့လူတွေကိုပဲတီးတဲ့လူအကြောင်းပဲကိုတွေးမိတယ်တီးတဲ့လူတွေကိုပဲကို credit ပေးစာတန်းရေးတယ်ဆိုရင် reference ပေးတာလည်းတီးတဲ့လူတွေပဲကိုပေးတယ်မေဘုရားမြတ်စွာဘုရားကမေတ္တာကရုဏာမုဒိတာခေါ်တဲ့အခါမှာတီးတဲ့လူတွေမတီးတဲ့လူ